ဒီစာလေးကိုနားထောင်ပြီးပြီဆိုရင်တော့ကျမတို့စိတ်ထဲမှာပြောင်းတဲ့စိတ်နေစိတ်ထားလေးတွေကိုပြောင်းကြရအောင်တယောက်ယောက်ကိုမကြိမ်နဲ့တဲ့အခါတနေ့ကျရင်ခွဲရမှာပဲလို့တွေးလိုက်ပါတဲ့ဒါဆိုရင်ဒေါသမဖြစ်တော့ဘူးတခုခုကိုဆုံးရှုံးသွားတဲ့အခါတနေ့ကျရင်ပြက်ရမှာပဲလို့တွေးလိုက်ပါတဲ့ဒါဆိုရင်ရင်ဘတ် CTV ငိုရတဲ့အဖြစ်မျိုးမဖြစ်တော့ဘူးကိုလိုချင်တာကိုမရတဲ့အခါလိုတရဘဝဆိုတာမရှိဘူးလို့တွေးလိုက်ပါတဲ့ဒါဆိုရင်တောကမဖြစ်တော့ဘူးသူများရဲ့အမှားတွေကိုတွေ့တဲ့အခါငါလည်းမှားတတ်တာပဲလို့တွေးလိုက်ပါတဲ့ဒါဆိုရင်အပြစ်မမြင်တော့ဘူးတဲ့အစင်မပြေမှုတွေကိုကြုံရတဲ့အခါဘဝဆိုတာတိုက်ပွဲပဲလို့တွေးလိုက်ပါတဲ့ဒါဆိုရင်အပြုံးမပြတ်တော့ဘူးတဲ့အဲ့ဒါကိုယောနိသောမနတိကာရငြိမ်းချမ်းသောသိမြတ်စွာနှလုံးသွင်းခြင်းလို့ခေါ်ဆိုပါတယ်တဲ့တကယ်လိုအပ်တယ်နော်ကျမတို့ရဲ့ဘဝမှာဒီစာထဲမှာပါတဲ့အချက်ကလေးတွေကတကယ်ကိုလိုအပ်တယ်တယောက်ယောက်ကိုဒေါသထွက်နေတဲ့ခါကြလို့ရှိရင်လေအိုသူနဲ့ငါနေရတနေ့နေ့ကျရင်ခွဲရမှာပဲဆိုတဲ့စိတ်ကိုတွေးလိုက်အဲ့ဒါဆိုရင်ဒေါသတွေငြိမ်းသွားမယ်တဲ့တခုခုကိုဆုံးရှုံးသွားတဲ့အခါကြလို့ရှိရင်လေတနေ့ကျရင်ပြက်ရမှာပဲဆိုတဲ့စိတ်ကိုမွေးလိုက်အဲ့ဒါဆိုရင်ရင်ဘတ်စီတီးပြီးတော့မငိုတော့ဘူးတဲ့ကျမကြတော့ဘလို့တွေးလဲဆိုတော့အော်ဖြစ်ပြက်ဆိုတဲ့စကားပေါ့ဖြစ်ချိန်တန်တော့ကဒါဖြစ်ခဲ့ပြီးပြီဆိုရင်ဒါအခုပြက်သွားတယ်ဆိုတော့ပြက်ချိန်တန်လို့ပြက်တယ်ပေါ့ကျမတော့အဲ့လိုလေးတွေးထားရှိတယ်အစင်မပြေမှုတွေကိုကြုံရတဲ့အခါဘဝဆိုတာတိုက်ပွဲပဲလို့တွေးကြည့်လိုက်ပါတဲ့အဲ့လိုပဲကျမ